မင်္ဂလာပါအခုကဒီစပယ်ပန်းလေးတွေကိုထိုးပြပေးမယ်နော်ဒီစပယ်လေးတွေကကြတော့ဒီမှာဒီပွင့်ချက်ကလေးတွေကိုကြတော့အကက်ကလေးတွေထိုးထားတယ်ဒီအလဲကအဖူးလေးကိုကြတော့အကြွလေးထိုးထားပါတယ်နော်ဒါလေးစထိုးရမယ်ဆိုရင်ပုံကျန်းလေးအရင်ရထားဖို့လိုတယ်ပုံကျန်းမှာကြတော့ဒီလိုစောက်ဝိုင်းတစ်ဝိုင်းအရင်ဝိုင်းမယ်ပြီးတော့အလဲမှာစောက်ဝိုင်းသေးသေးလေးတစ်ဝိုင်းဝိုင်းမယ်ပြီးတော့ဒီလိုမျိုးကွက်လေးကွက်ချထားမယ်ဒါဆိုလို့ရှိရင်ဒါသူ့ရဲ့ပုံကျန်းလေးပြီးပြီပေါ့နော်ဒီပန်းထိုးမယ်ဆိုရင်အပူတစ်ချောင်းလိုမယ်အခါကျတော့ဒီအလဲအဖူးလေးအတွက်လိုတာပါနော်အပူတစ်ချောင်းလိုပါမယ်ပြီးတော့ဒီပန်းမွင့်လေးကိုကြတော့ဒီမက်ကော်တွန်ချီလေးနဲ့တုံးထားတာပါဒီမှာ9ပင်ရှိတယ်အဲ့ဒါကိုပင်ခွဲပြီးတော့2ပင်ခွဲပြီးတော့တုံးပေးမယ်နော်ချီကိုဒီလို2ပင်တုံးပေးပါမယ်ရွက်ကလေးကတော့ထိုးမပြတော့ဘူးနော်အဲ့မှာစထိုးမယ်ဆိုရင်ဒီအလဲကအဝိုင်းလေးနေရာမှာခြီစထုတ်မယ်တိုင်းတိုင်းရဲ့အခြေမှာခြီစထုတ်မယ်ပြီးတော့အဲ့ကနေတိုင်းထိပ်ကိုတန်ကြိုးကွင်းထိုးနည်းနဲ့ထိုးမယ်ဒီမှာအဲ့ဒီအောက်မှာခြီကိုပို့ပြီးတော့ဆွဲထုတ်မယ်ပြီးတော့နောက်ထပ်အဲ့ဒီအခြေကနေသူ့ရဲ့ဘေးလေးမှာကတ်ပြီးတော့ကောမှာဒီဘေးလေးမှာကတ်ကောမှာနော်အဲ့ကနေနောက်တစ်ခါထပ်သွားမယ်ပြီးတော့နောက်ထပ်တစ်ခေါက်ထပ်သွားမယ်အဲ့ဒီအခြေကနေပဲသူ့ရဲ့ဘေးလေးမှာကပ်ပြီးတော့ကောမယ်အဲ့လိုသွားထားတဲ့အတွက်ပွင့်ချက်ကဘာဖြစ်နေလဲဆိုတော့ဝိုင်းဝိုင်းကြီးဖြစ်နေတယ်ဒီမှာပွင့်ချက်ကဝိုင်းနေရနော်အဲ့ပွင့်ချက်ကမဝိုင်းကျင်တဲ့အတွက်စပယ်ပန်းကျတော့ပွင့်ချက်ကနည်းနည်းလေးချွန်တယ်လေအဲ့ကြောင့်မို့အချွန်လေးရကျင်တဲ့အတွက်ဘာလုပ်ပေးရမလဲဆိုတော့ဒီဘက်အနားလေးနဲ့အနားလေးကနေဒီဘက်အလဲကိုကောမယ်အလဲကိုကောပြီးတော့ဒီမှာဒီလိုလေးအချွန်လေးဖြစ်အောင်ထိုးလိုက်တယ်ပြီးတော့အကိုပိတ်စာအုပ်ကိုပြန်ပို့မယ်ဒါဆိုရင်ဒါတိုင်တစ်ခုရဲ့ထိပ်မှာပြီးသွားပြီပေါ့နော်တိုင်တစ်တိုင်ပေါ်မှာပြီးသွားပြီပြီးတော့အဲ့ဒီတိုင်နှစ်တိုင်ကြားမှာပွင့်ချက်တစ်ခုထပ်ထိုးမယ်အဲ့ဒါလည်းဒီအလေအဝိုင်းအခြေကနေစမယ်ဒီကနေထိပ်ကိုတစ်ခေါက်ထိုးမယ်ပြီးတော့နောက်ထပ်တစ်ခေါက်ထပ်သွားမယ်အခြေကနေဒီထိပ်ကိုသွားမယ်အဲ့ဒီအောက်မှာဒီလိုခြီကိုပို့မယ်ဆွဲမယ်ဒါဆိုရင်နှစ်ခေါက်ပြီးသွားပြီပြီးတော့ဒီကနေနောက်တစ်ခေါက်သွားမယ်3ခေါက်ပြီးသွားပြီ3ခေါက်ပြီးသွားပြီဆိုရင်အချွန်လေးရအောင်လို့ဒီဘက်ထိပ်ကနေဒီပွင့်ချက်ရဲ့အလေနားလောက်ပေါ့နော်တဝက်လောက်ကိုဒီမှာဒီပွင့်ချက်ရဲ့အလေလောက်ကိုနည်းနည်းလေးခွာပြီးတော့အထုတ်ပေးရမယ်ဒီမှာနော်ခြီစားကဒီမှာရောက်နေတယ်အဲ့မှာဒီဘက်အစွန်မှာရောက်နေတဲ့အနေထားဆိုရင်ဒီဘက်အစွန်ကနေလေကိုထိုးမယ်အဲ့မှာချိတ်ပြီးတော့ဆွဲထုတ်မယ်ဒါဆိုလို့ရှိရင်တော့ပွင့်ချက်ကအချွန်လေးရပါတယ်နော်ပြီးတော့ပိတ်စာအုပ်ကိုပြန်ပို့မယ်ဒါဆိုရင်ပွင့်ချက်နှစ်ခုပြီးသွားပြီနောက်ထပ်ပွင့်ချက်တစ်ခုကြတော့အဲ့နောက်ထပ်တိုင်းတစ်တိုင်းပေါ်မှာထပ်ပြီးတော့ထိုးမယ်တစ်ခေါက်သွားမယ်ဒီကနေဘေးကိုတစ်ခေါက်ထပ်သွားမယ်ပြီးတော့နောက်ထပ်တစ်ခေါက်ထပ်သွားမယ်ဒါဆိုရင်ဒါပွင့်ချက်ကဟိုမချွန်ဘူးပေါ့နော်အဲ့ဒါကိုချွန်အောင်ဒီဘက်ထိပ်ကနေလေကိုကော်မယ်ခြီလေးတင်ပြီးတော့ဆွဲမယ်ဒါဆိုရင်ပွင့်ချက်3ခုရသွားပြီ
ကျန်တဲ့ပွင့်ချက်ကလေးကိုလည်းအဲ့လိုလေးပဲလိုက်ပြီးတော့ထိုးသွားမယ်နော်ဒါဆိုရင်တော့ပွင့်ချက်ကလေးတွေအားလုံးပြီးသွားပါပြီနော်အဲ့ပွင့်ချက်ကလေးတွေပြီးသွားပြီဆိုရင်ကိုကဒီလိုလေးအတိုင်းပဲကြိုက်တယ်ဆိုရင်ဒီလိုလေးအတိုင်းပဲထားလို့လည်းရတယ်နော်အဲ့ဒီကလည်းသူ့ဘာသာသူလေးလှတယ်ဒီလိုလေးထိုးလိုက်တာတော့နည်းနည်းအကြွလေးဖြစ်သွားတာပေါ့နော်အဲ့မှာအလဲမှာဝတ်ဆန်ထဲမယ်ဆိုရင်တော့ဒီအလဲမှာတန်းလေးတန်းသွားမယ်ဒီဘက်အနားကနေဒီဘက်အနားကိုဒီလိုတစ်ခါအချက်ကလေးယူလိုက်မယ်ပြီးတော့ဒီနောက်ဘက်မှာခြီသိမ့်မယ်နှစ်ခေါက်လောက်သိမ့်လိုက်မယ်ခြီပေးရမှာပေါ့နော်ခြီသိမ့်နေဆိုဒီလိုမျိုးနှစ်ခေါက်ခြီမယ်ပြီးတော့အဲ့မှာခြီပြန်ထုတ်ပြီးတော့အကူဒီပွင့်ချက်ကလေးတွေနဲ့တန်းတူဒီလိုမျိုးစိုက်လိုက်မယ်စိုက်ပြီးတော့အဲ့မှာသွားရင်မယ်ဒီကနေဒီလိုတစ်ခေါက်ပေါ်မယ်ပြီးတော့အဲ့မှာသွားရင်မယ်စောနာဒီမှာနော်ဒီခြီချောင်းလေးထဲကနေအကူထုတ်ပြီးတော့ဒီမှာဒီခြီအတွင်းထဲကနေအကူထုတ်ပြရမှာနဲ့3 4 5 6ခါသွားမယ်6ခါသွားပြီးတော့ဒီမှာဒီအချောင်းလေးခြီချောင်းလေးတွေထဲကိုအကိုအစားထိုးပြီးတော့ဒီလိုလေးယူလိုက်မယ်နော်ဒီလိုလေးယူလိုက်ပြီးတော့အဲ့ဒီဟာတွေအားလုံးကိုတွဲပြီးတော့ကျိုးလေးတင်ပြီးပြန်ခြီလိုက်မယ်ချုပ်လိုက်မယ်ဒါဆိုရင်ဒီလိုလေးရသွားပြီအဲ့လိုရသွားပြီဆိုရင်ဒီဝတ်ဆန်ကြားလေးမှာဒီမှာနော်ဒီအဖူးလေးကြားမှာအဖျားနာမှာတစ်ခေါက်သွားမယ်ပြီးတော့ဒီလိုအရင်ပိုင်းလေးမှာဘောပချမ်းကိုတစ်ခေါက်ပြန်သွားမယ်သွားတဲ့အချိန်မှာပေါက်ဖွာလေးပဲဆွဲပေးရမယ်မဟုတ်လို့ရှိရင်ဒါကြီးကတွန့်ပြီးတော့ပုံပြက်သွားလို့ရှိရင်မလှဘူးเนาะပြီးတော့ဒီဝတ်ဆန်အတွင်းတွေကိုဒီလိုလေးတွင်းပေးရမယ်ဒီမှာပါဒါဆိုရင်ဒီလိုလေးရပါပြီပြီးတော့ဘာလုပ်ဖို့လိုလဲဆိုတော့နောက်ဆုံးအရေးကြီးတာကဒီမှာဒီလိုခြီပေးရမယ်ခြီတဲ့အခါမှာလည်းဒါလေးကိုတခြားလေးထိမ့်ပြီးတော့ခြီရမယ်ဒါဆွဲလိုက်လို့ရှိရင်ဒါကြီးကစောစောနာခြီချောင်းလေးတွေရှိတဲ့အတွက်ကျုံသွားမှာအဲကြောင့်မို့ဒါလေးကိုတတိထားပြီးတော့ဆွဲပေးရမယ်အဲဆိုတော့ဒီပေပန်းလေးပြီးတော့ပါပြီနော်ဒါလေးကလွယ်တယ်မြန်တယ်လှတယ်လှပါတယ်အားလုံးအဆင်ပြေကြပါစေနော်